ထိရောက်ဆုံးစာလုပ်နေရပါလေတကယ်တမ်းတော့အထိရောက်ဆုံးစာလုပ်နေဆိုတော့ကျွန်တော်တို့အကြောက်ရဆုံးစာလုပ်နေပြီတစ်ခုပဲဖြစ်ပါတယ်ကျွန်တော်တော်များများစာလုပ်ပြီဆိုရင်လွယ်ကူပဲလုပ်ချင်တယ် learning is funny ပဲလုပ်ချင်တယ်ဒါပေမဲ့ကျွန်တော်တခုပြောချင်တာ learning will not be funny ဘယ်တော့မှပြောစရာကောင်းနေမှာတော့မဟုတ်ပါဘူးတင်ယူရင်းဆိုတာကျွန်တော်တင်ယူရေးတော်များများခက်ခဲတယ်ကြမ်းတမ်းတယ်ဒါမှလည်းကျွန်တော်အုံနောက်ကနေပို့ပြီးမှတ်မိမယ်ပို့ပြီးတော့ကျွန်တော်တို့အတွက်ပြောမလဲ used to ဖြစ်မယ်ပေါ့နော်ဥပမာအဖြစ်တင်က cycle စီးနီတခုလေ့လာခြင်းလို့ဆိုရင်ခင်ဗျာပြောစရာကောင်းအောင်တော့လေ့လာခွင့်ရှိမှာတော့မဟုတ်ဘူးဗျာအဲ့ဒါခါကျရင်တိုက်မိရင်လည်းတိုက်မိလိမ့်မယ်ခါကျရင်စိတ်ဖိစီးမှုရှိရရင်လည်းရှိနေလိမ့်မယ်ဟာငါလုံနိုင်ပါမလားဟာခီယာအဲ့လိုခီယာပိုင်းချင်းတော့ဘာလဲအဲ့လိုမျိုးစိတ်ဖိစီးမှုရှိရlearning ကိုဂုဏ်ဆောင်နေပါတယ်ပြောမယ်ဆို learning ရဲ့အဓိပ္ပာယ်ကိုပေါ်ပြီးတော့ဖော်ဆောင်စီရပေါ့နော်အဲ့တော့ learning is not fun နေပေါ့နော်သူတော်တော်များများတော့စာကိုလွယ်လွယ်ကူဘယ်လိုလုပ်ရမလဲဆိုတာလိုက်ရှာကြတယ်ကျန်တော့အဲ့အရာဘယ်လိုပြောမလဲ illusion of confidence ပေါ့နော်ပြောမယ်ဆို fake learning တခုပဲဖြစ်ပါတယ်အပေါ်ရန်လေ့လာမှုတွေပေါ့နော်တော်တော်များများကျွန်တော်note တွေဖတ်ကြရတယ်highlight တွေလုပ်ကြရတယ်ကျတော့စာရဝိုင်းလို့ထင်ကြရပါဘူးဒါပေမဲ့အဲ့ဟာစာရတဲ့ဟာမဟုတ်ပါဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်အုံနောက်ကိုအလုပ်မပေးလိုက်လို့အုံနောက်ကိုအလုပ်များများပေးလေပို့ပြီးတော့ learning ကပို့ပြီးတော့ဘယ်လိုပြောမလဲအကျုံးဝင်လေပေါ့နော်ကဲတော့ဒါတော့ကျွန်တော်တို့10မိနစ်တင်ပြပြပေးတာပါတခြား course တွေအများကြီးတွားကြည့်လို့ရတယ်ဒါပေမဲ့အဓိကတစ်ချက်ကပါလဲဆိုတော့အုံနောက်ကိုအလုပ်မပေးမချင်းအုံနောက်ကို pressure မပေးမချင်းခင်ဗျားတင်ယူနေတာတကယ်အဆင့်မှန်မဟုတ်ပါဘူးနေဆိုတော့အုံနောက်ကို pressure ပေးရမယ်ပေါ့နော်ကျွန်တော်လက်တွေ့မှာဆိုရင်တော့ပြင်ဥပမာကျွန်တော်တင်ချာလေးလာနေပေါ့နော်တင်ချာလေးလာတဲ့နေရာမှာကျွန်တော်ကတင်ချာ note ကြီးကိုequation တွေကိုထိုင်ဖတ်နေလို့မရဒီကပြီးကျွန်တော်ဘာလုပ်ရမလဲဆိုတော့ exercise တွေလုပ်ရမယ်question ကိုလိုက်ပြီးတော့ဖြေရမယ်အဲ့ဒါအမားအနေနဲ့တင်ယူရမယ်ကို့အုံနောက်ကိုလည်း pressure ပေးရမယ်အုံနောက်ကိုလည်းဘယ်လိုပြောမလဲ exercise များများလုပ်ခိုင်းရမယ်အုံနောက်ကတကယ်လို့အလုံးမလုပ်ဘူးနှုတ်ကြီးပဲထိုင်ဖက်နေကျွန်တော်ဘာရတော့မှလဲဟုတ်တယ်မလားအုံနောက်ကဘာမှမရဘူးလေတကယ်တမ်းlanding ပြီးရတဲ့အချိန်မှာကျွန်တော်ဘာမှမရလဲအဲ့တော့အဓိကကျွန်တော် landing ဆိုတာနားလည်ထားဖို့ကအုံနောက်ကိုအလုပ်ပေးတာပါအုံနောက်ကိုအလုပ်ပေးတာပါပျော်စရာတော့မကောင်းပါဘူးပျော်စရာကောင်းတာဆိုတာ KG လို့ဘာလို့လောက်မှပျော်စရာကောင်းမှာပါအဲ့တော့ landing ပျော်စရာကောင်းနေတော့ KG မှာသွားနေပါ okay နောက်ပိုင်းတင်ရမှာတွေလုံးဝခက်ခဲပါတယ်ဒါတော့ motivation ပြောရမှာတကယ်အမှန်တရားကိုပြောတာပါအဲ့တော့ landing လုပ်ချင်လွယ်ကူနဲ့ရမှာမဟုတ်ပါဘူးခက်ခဲပါလိမ့်မယ်အဲ့တော့လူကြီးမင်းတို့အတွက်ကျွန်တော်က PDF file လေးနဲ့တခုဒီရဲ့ဗီဒီယိုတစ်ခုလုံးမှာပြောခဲ့တဲ့အရာတွေပြီးတော့လူကြီးမင်းတို့အတွက်လက်တွေ့လှုပ်ဆောင်နိုင်တဲ့အရာတွေကိုလည်း PDF file နဲ့မှာထည့်ပေးထားပါတယ်။ဆက်ရောက်ပြီးတော့အခမဲ့ download လုပ်နိုင်ပါတယ်။ totally free ပါအဲ့ဒီမှာတင်တို့အတွက်လုံးဝကိုအတုံးဝင်တဲ့အရာတွေလည်းပါရှိနေပြီလို့ကျွန်တော်ပြောချင်ပါတယ်။အဲ့တော့ကျွန်တော်တို့နောက်တစ်ဗီဒီယိုမှာထပ်ပြီးတွေ့ကြပါမယ်။